ဒီနေ့ကျမဝတ်သား3ဓာတ်သားလေးကိုဝတ်တဲ့နေ့ချက်လေးချက်ပြပါမယ်။ညီဆုံးဝတ်သားလေးတွေကိုမထူမပလီထားပါမယ်။ပြီးရင်ရတာမုံလေးတွေထည့်ပြီးပန်းငယ်ပြလေးနဲ့နှက်ထားပါတယ်။ပြီးရင်တော့ကြက်သွန်ကြီးလေးချမ်းထားပါတယ်။ပြီးသွားပြီဆိုတော့ဒဲဝဲတဲ့ကိုစီလေးထည့်ပြီးတော့အစီပူလိုက်ရင်ကျမတကြားတစ်စုံထည့်ပါတယ်။တကြားထည့်ပြီးတော့ကျမတကြားလေးကိုရဲလာအောင်မွေပေးပါမယ်။မွေပြီးတကြားလေးလည်းရဲလာပြီဆိုရင်တော့ကျမခုနကအရသာမုံလေးတွေထည့်ထားတယ်။ဝတ်သား3ဓာတ်သားလေးကိုထည့်ပါမယ်။မွေပေးပြီးတော့အသားလေးတင်းလာပြီဆိုရင်တော့ကျမရေထည့်ပေးပါမယ်ရေလေးထည့်ပြီးဆိုရင်တော့ကျမအဖုံးဖုံးထားပါတယ်ဖုံးထားပြီးတော့ရေလေးစုလာပြီးဆိုကျမကြက်သွန်လေးချမ်းသာလေးထည့်ပေးပါမယ်ကြက်သွန်လေးထည့်ပြီးဆိုကျမအနည်းငယ်မွေပေးပါမယ်ပြီးရင်တော့တင်းလေးနဲ့ရဲလေးနဲ့ရမ်းစားလို့ကောင်းတော့ဝတ်တန်တီချက်လေးရပါပြီဝတ်သား3ဓာတ်သားလေးနဲ့ချက်ထားတာပါ3ဓာတ်သားလေးတို့သုံးပိုကောင်းပါတယ်ဝတ်သားကစားကြပါဦး